Namo Tata Bhagavato Arahato Tamma Sambuddhassa လူတိုင်းရပြီးသားနော်နမောရှိခိုးပါ၏မျက်နှိုးလွန်းလို့တန်ဖိုးရှိလွန်းလို့နော်ဥချတယ်မန်ဝနှိမ့်ချပြီးတော့အယုသေးပေးပူဇော်တယ်မျက်နှိုးတယ်ဘသူကိုတော့တတ္တဘဂဝတောထိုဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအဲ့ဒီမှာဘဂဝတောဆိုတဲ့စကားလေးရဲ့အဓိပ္ပာယ်ဘဂဝါဆိုတာဒီဘဝမှာအလွန်မှဖက်ဖက်ကလူလေသေးမရှိပြည့်စုံနေတဲ့ပုဂ္ဂိုလ်ပြောတာရုပ်ဆင်းအင်္ဂါအဖြစ်လည်းပဲအတင့်တယ်ဆုံးဉာဏ်ရည်ဉာဏ်သွေးအဖြစ်လည်းပဲအထက်မြတ်ဆုံးစိတ်ဓာတ်အဖြစ်လည်းပဲအဖြူစင်ဆုံးဘယ်ဘက်ကပဲကြည့်ကြည့်ဘယ်သူမှလိုက်လို့မမီအောင်အထူးသဖြင့်ပြည့်စုံနေတာကိုဘဂဝါလို့ခေါ်တယ်။ဘာလို့အဲ့ဒီပြည့်စုံတဲ့အကျိုးရလဒ်တွေကိုမြတ်စွာဘုရားရတော်မူတာတော့ဆိုရင်ဘဝပေါင်းများစွာကုသိုလ်ပါရမီလို့ဆိုတဲ့ကောင်းတဲ့အလုပ်တွေကိုပြည့်စုံအောင်လုပ်တော်မူခဲ့လို့ကောင်းမြတ်တဲ့အကြောင်းတရားတွေကိုပြည့်စုံအောင်လုပ်ခဲ့တဲ့အတွက်ကြောင့်ကောင်းမြတ်တဲ့အကျိုးတရားတွေဟာဘယ်ဘက်ကမှလူလေသေးမရှိပြည့်စုံနေတာအဲ့ဒါကိုဘဂဝါလို့ခေါ်တယ်။နားလည်ရမယ်နော်ဒါလေးကိုနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တလို့တစ်ချိန်ဆိုလိုက်တိုင်းဘဂဝါတောဆိုတာဘာကိုပြောတာလို့နားလည်မှုနဲ့ဘုန်းကြီးတို့အဲ့လိုလေးအလုတ်လုံနေမယ်ဆိုရင်ဒီစိတ်ကိုအည်အသွေးရှိတဲ့ရှိအောင်ကောင်းတဲ့ကောင်းအောင်ကျမအထောက်ရရောက်တယ်နမောတတ္တဘဂဝါတောအရဟတောအရဟတောဆိုတာစိတ်ကိုပူလောင်စေတဲ့ပင်ပန်းစေတဲ့ရာဂဒေါသမောဟအစရှိတဲ့ပူစေတဲ့လောင်စေတဲ့မီးတွေကိုအပြစ်သက်ငြိမ်းတော်မူနိုင်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရဲ့စိတ်နှလုံးမှာဘာလောင်ကျွမ်းမှုမှမရှိဘူးပဂရိအေးချမ်းတယ်အရဟံဆိုတာအဲ့ဒါပြောတာလူချင်းမှုဖြင့်ပူလောင်နေဆိုတာမရှိဘူးမကျေနပ်မှုဖြင့်ပူလောင်နေတယ်ဆိုတာမရှိဘူးအမှန်မသိမှုဖြင့်ပူလောင်နေတယ်ဆိုတာမရှိဘူးကိုအဲ့လိုလေးစဉ်းစားလိုက်လို့ရှိရင်အဲ့ဒီစဉ်းစားနေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ကဘယ်လိုဖြစ်နေတော့အဲ့ဒီကိုယ်စဉ်းစားနေတဲ့အခြေအနေတွေနဲ့ကိုက်ညီပြီးတော့အဲ့ဒီပုံမှာစိတ်ကတက်ရောက်နေတဲ့အတွက်ကြောင့်ကိုယ်တိုင်လည်းပဲအဲ့ဒီအချိန်မှာလောဘဒေါသမောဟအခိုက်အတန့်အဖြစ်ကင်းကွာနေဒါလေးကိုလည်းမြင်ရနော်ကောင်းတာကိုစဉ်းစားနေရင်ကောင်းတဲ့စိတ်ဖြစ်တာပဲအလုံးမမျက်နှာစရာကောင်းတယ်အလုံးမလေးစားစရာကောင်းတဲ့တကယ်ကိုနော်ကောင်းမွန်တဲ့စိတ်ထားရှိတဲ့ပုဂ္ဂိုလ်တွေအကြောင်းကိုဘုန်းကြီးတို့တခါတလေစဉ်းစားမိတယ်ဆိုရင်စိတ်ထဲမှာဘလို့ဖြစ်တာကြည်နူရတယ်နှစ်သက်ရတယ်အားကြရတယ်ကိုယ်မှလည်းကောင်းတဲ့သဘောတွေဖြစ်နေတယ်အဲ့တော့မြတ်စွာဘုရားလောက်ကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိတဲ့အတွက်ကြောင့်မြတ်စွာဘုရားအကြောင်းကိုစဉ်းစားနေတာလောက်ကောင်းတဲ့စိတ်ဖြစ်တာလည်းမရှိဘူးလို့ရိုးရိုးလေးနားလည်ရမယ်နမောတတ္တဘဂဝါတောအရဟတော